မိစင်တို့တွေလိုက်ရှာနေတဲ့ right person ဆိုတာတွေဒီလိုက်ရှာနေရတာမဟုတ်ဘဲနဲ့ဖန်တီးတိဆောက်ယူရတယ်ဆိုတာကိုဒီနေ့ဗီဒီယိုကနေပြီးတော့မှမျှဝေပေးသွားချင်ပါတယ်မိစင်တို့ဒီတော်တော်များများပေါ့နော် relationship မှာperson ကိုတော်တော်များများလိုက်ပြီးတော့မှရှာကြတယ်ကိုယ်တိုင်လည်းအပောင်ဝင် right person ကိုရှာရတယ်ပေါ့နော်ဒါပေမဲ့ right person ဒီမိစင်တို့တွေလိုက်ရှာရမှာမဟုတ်ဘဲနဲ့ကိုယ်တိုင်ကဖန်တီးတိဆောက်ယူရမှာဖြစ်ပါတယ်ဥပမာကိုကဘယ်လို right person မျိုးလိုချင်တာလဲကိုဟာစိတ်လုံခြုံမှုနှွေးထွေးမှုပေးနိုင်တဲ့ right person ကိုလိုချင်နေဆိုလို့ရှိရင်ကိုယ်တိုင်ကကိုစိတ်လုံခြုံမှုနှွေးထွေးမှုတွေပေးနိုင်ပြီလားအဲ့လိုမျိုးပဲကို relationship တစ်ခုကိုစတင်ရလာပြီးချစ်တူတစ်ခုကိုစတင်ပြီးတော့မှချစ်တူတယောက်စတင်ပြီးရလာပြီးဆိုလို့ရှိရင်ကိုတူကိုဘယ်လောက်ထိစိတ်လုံခြုံမှုပေးနိုင်လဲနှွေးထွေးမှုပေးနိုင်လဲဆိုတဲ့အရာတွေဟာပို့ပြီးတော့မှအဓိကကြရတယ်ပေါ့နော်ချက်ချင်းမိစင်တို့တွေကချစ်သူရလာပြီဆိုတာနဲ့ချက်ချင်း right person ကိုတန်းပြီးတော့မှရတယ်ဆိုတာမျိုးကိုအဲ့လိုပုံစံလိုမျိုးလက်တွေ့မှာလုံးဝမရှိပါဘူး right person ဖြစ်ဖို့အတွက်လက်တွေ့မှာဆိုလို့ရှိရင်အရင်ဦးဆုံးဖန်တီးတိဆောက်ယူရပါတယ်ကိုတိုင်ကအရင်ဦးဆုံးနှွေးထွေးပေးနိုင်မှာပဲတစ်ဖက်သူပေါ်မှာကိုကနှွေးထွေးမှုပေးနိုင်မယ်ကိုတိုင်ကတော့မှတစ်ဖက်သူကိုနှွေးထွေးမှုမပေးနိုင်ပဲနဲ့တစ်ဖက်သူရဲ့နှွေးထွေးမှုပေးလာတာကိုပဲစောင့်မျှော်နေမယ်ဆိုလို့ရှိရင်အချိန်ကြာလာတာနဲ့များအဲ့ဒီအရာဒီtoxic relationship တွေဖြစ်သွားစေပါတယ်ဒါလက်တွေ့မြေပြင်အခြေအနေတွေမှာဆိုလို့ရှိရင်ဒီလိုပုံစံအခြေအနေမျိုးတွေပဲဖြစ်ကြရပေါ့နော်ပြီးနောက်တစ်ခုကကြတော့မစင်တို့တွေက right person ကိုဖန်တီးတိဆောက်တယ်ဆိုတဲ့အခါမှာအချစ်တစ်ခုတည်းနဲ့တွားနေလို့မရဘူးချစ်နေရုံနဲ့လည်းမပြီးသေးဘူးကြောင်နဲ့ကြောင်မတူညီတဲ့အမြင်တွေအတွေးအခေါ်တွေခံယူချက်တွေတမိုးထားတဲ့အရာတွေကိုလည်းမစင်တို့တွေကညှိနှိုင်းဖို့လိုအပ်တယ်အဲ့လိုညှိနှိုင်းတဲ့အခါမှာလည်းတယောက်ကA လမ်းကိုသွားမယ်တယောက်ကလည်း B လမ်းကိုသွားမယ်အဲ့ညမှာညှိလို့မရနိုင်ဘူးဆိုလို့ရှိရင်လေဒီရဲ့အရာဒီ right person အနေနဲ့ဘလို့မှဖန်တီးတိဆောက်လို့မရနိုင်ပါဘူး healthy relationship လည်းဖြစ်လာနိုင်မှာမဟုတ်ဘူးပေါ့နော်ဒါကြောင့်မို့ကိုက right person ကိုလိုက်ပြီးရှာနေရတဲ့ကိုတိုင်ကကိုလိုချင်တဲ့ right person ဖြစ်နေပြီလားဆိုတာကိုပြန်ပြီးတော့မှမေးခွန်းထုတ်ဖို့အချိန်ကျနေပြီလို့တော့မစင်ကဒီဗီဒီယိုကနေပြီးတော့မှမျှဝေပေးချင်ပါတယ် relationship နဲ့ပတ်သက်ပြီးတော့မှ mindset ပိုင်းကိုမျှဝေပေးနေတဲ့ဒီချင်းမီစီပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်